မငိုတတ်တဲ့အညာညာအကြောင်းကိုပြောရင်တမာထနှောင်းနဲ့လမ်းမောပဲထတော်ကြီးမပါမဖြစ်အဲ့ဒါအညာစစ်ပေါ့ခုတော့ဘုံတန်တွေကြားမှာဘလို့ပင်ရုန်းကန်နေရမငိုတတ်တဲ့အညာ2021မှာအာနာယူတဲ့စစ်ဘလူးမိတ်ဆာကိုတူမီနဲ့တော်လန်ခဲ့တဲ့အညာဖေနဲ့အကိုနှစ်ယောက်အမပါမကြံကျုပ်တို့တမိသားစုလုံးတော်လန်နေကြပြီငိုတတ်တဲ့အညာစစ်မိတ်ဆာတွေမှာအညာတာမရှိဘူးညာမှာဘုံတွေကျဲရွာတွေကိုမီးလောင်တိုက်သွင်းငါတို့ကြည်ပြင်းခဲ့တဲ့အညာမှာဖိုးဖွားရွံတဲ့ကလေးတွေပါမကြံအကုန်ပြေးနေရရှာပြီမဲ့ငိုတတ်တဲ့အညာမှာဗမာတွေရှိတယ်ဒါပေမဲ့စစ်ခွတ်တက်မှာဗမာမရှိဘာသာမရှိဘူးသူတို့အာနာတီဖို့သာသိတယ်ခုတော့ညာမှာဘုံမိုးတွေရွာချနေလဲညာသားတွေရဲ့တော်လန်စိတ်ကိုပြာချလို့မရဘူးမငိုတတ်တဲ့ညာတုတ်တို့ညာသားတွေယူသားသလောက်ပေးဆက်ရဲတဲ့နေရာမှာတွေးရဲပါဗျာငါသားရေအမေတို့အိမ်တွေပြာချခြင်းကြပါစေစစ်ခွေးမိတ်ဆာတွေအမြင့်ဖြတ်ဖို့ဒီကားတဲ့ငိုတတ်တဲ့ညာတုတ်တို့ညာသားတွေတွေးမကွဲကြစေနဲ့ခွေးဆွဲခံရလိမ့်မယ်နော်အညာမှာတမရနံ့နေသင်းအချင်းတန်တွေတာတဲ့အထိတိုက်ပွဲဝင်သွားကြစို့မငိုတတ်တဲ့အညာမငိုတတ်တဲ့ညာသားတို့ရေ